အားလုံးမင်္ဂလာပါကဘာသတင်း channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်နိုင်ငံတကာအခြေအနေအထူးသဖြင့်အမေရိကန်ပြည်ထောင်စုရဲ့လှုပ်ရှားမှုတွေကိုကြည်ကြားရအောင်ပါအိုမန်နိုင်ငံမှာနျူကလ িয়ার ဆိုင်ရာဆွေးနွေးပွဲတွေပြီးဆုံးပြီးနိုင်ပိုင်းကြာမှာပဲအမေရိကန်ကအီရန်ကိုနောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကြီးညာလိုက်ပါတယ်အီရန်ဘက်ကတော့ဒီဆွေးနွေးပွဲဟာကောင်းမွန်တဲ့အစပျိုးမှုဖြစ်ပြီးဆက်လက်ဆွေးနွေးသွားမယ်လို့ဆိုပါတယ်အီရန်နိုင်ငံသားရေးဝန်ကြီးအာဘတ်ဟာရချီကမနေ့အိုမန်မှာကျင်းပခဲ့တဲ့အီရန်နဲ့အမေရိကန်တွေကြားနျူကလ িয়ার ဆွေးနွေးပွဲဟာကောင်းမွန်တဲ့အစပျိုးမှုဖြစ်ပြီးရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ဖွေးဟပြောကြားခဲ့ပါတယ်မစ္စတာရချီဟာအိုမန်တီဗီဌာနကိုပြောကြားရမှာဒါဟာနှစ်ဖက်စလုံးကတစ်ဖက်နဲ့တစ်ဖက်သဘောထားတွေကိုနားထောင်ခဲ့ကြပြီးဆွေးနွေးပွဲကိုဆက်လက်လှုပ်ဆောင်ဖို့သဘောတူညီခဲ့ကြတဲ့ကောင်းမွန်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်းကိုယ်စားလှယ်အဖွဲ့ဝင်တွေအနေနဲ့မိမိတို့မြို့တော်ကိုပြန်လည်ပြီးဘယ်လိုဆက်လုပ်ရမလဲဆိုတာတိုင်ပင်ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ကြောင်းပြောဆိုပါတယ်။အိုမန်နိုင်ငံမတ်စကတ်မြို့မှာကြားခံဆောင်ရွက်ပေးမှုနဲ့တွယ်ဝိုက်ဆွေးနွေးခဲ့ကြတာဖြစ်ပြီးတာဝန်ရှိသူတွေဟာအကြံဉာဏ်ရယူဖို့နေရပြန်ကြရမှာဖြစ်ပါတယ်။နှစ်ဖက်စလုံးမှာနျူကလ িয়ার အငြင်းပွားမှုနဲ့ပတ်သက်ပြီးတန်တမန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့သိရှိကြောင်းပြသခဲ့ကြပေမဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကရိုရူဘီကတော့အမေရိကန်အနေနဲ့ဆွေးမှုနယ်ပယ်ကိုအီရန်ရဲ့ဒုံးကျည်စီမံကိန်းဒေသတွင်လက်နက်ကိုင်အဖွဲ့အစည်းတွေကိုထောက်ပံ့မှုကိုပြည်သူတွေပေါ်ဆက်ဆံပုံတွေပါဝင်အောင်ချဲ့ထွင်ခြင်းတယ်လို့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့ပါတယ်။အီရန်တာဝန်ရှိသူတွေကတော့ဒုံးကျည်ကိုဆွေးနွေးမှာမဟုတ်ဘူးလို့အကြိမ်ကြိမ်ပြောဆိုထားပြီးဒီအီရန်အစိုးရအနေနဲ့ယူရေနီယံတန့်စင်ခွင့်ကိုအာမခံချက်ပေးဖို့တောင်းဆိုနေပါတယ်။အမေရိကန်အတွက်ကတော့အီရန်ကိုပြည်တွင်းမှာယူရေနီယံတန့်စင်ခွင့်ပေးလိုက်တာဟာလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လတုန်းကအစ္စရေးရဲ့12ရက်တာဘုံကျဲတိုက်ခိုက်မှုစစ်စင်ရေးဆုံးပိုင်းတွင်အမေရိကန်ကပါဝင်ပြီးအီရန်ရဲ့နျူကလ িয়ার ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကစပြီးယူရေနီယံတပ်ဆင်မှုလုပ်ငန်းတွေကိုရပ်ဆိုင်းသွားပြီလို့အီရန်ကဆိုပါတယ်။ဒါပေမဲ့အခုကအမေရိကန်ရဲ့အီရန်ကိုအိုမန်မှာဆွေးနွေးပွဲပြီးချင်းနိုင်ပိုင်းအကြာမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကအီရန်ပေါ်ကြီးမားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုကြေညာလိုက်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရအီရန်ရဲ့ရေနံထွက်ပစ္စည်းတည်ယူပို့ဆောင်ရေးကန့်သတ်ချက်တွေကိုရှောင်လဲရမှာအသုံးပြုနေတဲ့ရေတပ်အုပ်စု Shadow Flag ကတင်ပေါ်14စီလူပုဂ္ဂိုလ်2ဦးနဲ့တရုတ်လိုက်ဘေးရီးယားတူရကီခြေဆိုင်တင်ပေါ်စီမံခန့်ခွဲမှုကုမ္ပဏီတွေပါဝင်အဖွဲ့အစည်း15ခုကိုအီရန်မူရင်းရေနံစိမ်းရေနံထွက်ပစ္စည်းသို့မဟုတ်ရေနံဓာတုပစ္စည်းတွေနဲ့ကုန်သွယ်မှုပြုလုပ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပိတ်ဆို့အရေးယူလိုက်တာဖြစ်ပါတယ်။ဒါပြင်ထုတ်ပြန်ချက်ထဲမှာအီရန်ဆိုရကပြည်သူတွေရဲ့လူမှုဖူလုံရေးနဲ့ယိုယွင်းနေတဲ့အခြေခံဆောက်အုံတွေမှာယင်းနှိမ့်မြုံနှံမဲ့စားအီရန်အောက်ချုပ်ရေးရန်တရားဟာကမ္ဘာနဲ့မငြိမ်သက်မှုဖြစ်စေတဲ့လုပ်ရက်တွေကိုထောက်ပံ့နေပြီးပြည်တွင်းနှိပ်ကွပ်မှုတွေကိုမြင့်တင်နေတယ်လို့ဖော်ပြထားပါတယ်။ဒီပိတ်ဆို့မှုအသစ်ဟာပြီးခဲ့တဲ့လနယ်ငယ်တွင်အီရန်နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့အစိုးရစိုက်ကျင်ရေးဆန္ဒပြမှုတွေကိုထောက်ခံအားပေးတဲ့အချက်ပြမှုတစ်ခုလိုဖြစ်နေပါတယ်။အီရန်ဘက်ကတော့အိုမန်နိုင်ငံမတ်စကတ်မြို့မှာအမေရိကန်ရဲ့ဆွေးနွေးပွဲပြုလုပ်နေတဲ့ညနေကစပြီးအီရန်တပ်မတော်ကိုအပြင်းဆုံးသတိပေးခြေနေ Hajj Alan သတ်မှတ်ထားတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေကပြောပါတယ်။ဒီအခြေအနေကိုရက်ပေါင်းများစွာဒါမှမဟုတ်လနဲ့ချီပြီးကြာမြင့်နိုင်ဖွယ်ရှိပါတယ်။အီရန်လုံခြုံရေးအစိမ့်မြင့်တင်မှုဟာအီရန်ဆိုင်ရာအမေရိကန်တန်ယုံကတောက်ကြနေ့မနက်ပိုင်းမှာလုံခြုံရေးသတိပေးချက်ထုတ်ပြန်ပြီးတော့ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်တန်ယုံကနိုင်ငံသားတွေကိုအီရန်ကနေချက်ချင်းထွက်ခွာကြဖို့နဲ့အစိုးရကူညီကိုမဆောက်ပဲကိုယ့်အစီအစဉ်နဲ့ကိုထွက်ခွာကြဖို့တိုက်တွန်းထားပါတယ်။ပရိသတ်ကြီးအနေနဲ့သတင်းချက်လက်တွေစိတ်ဝင်စားစရာဗီဒီယိုတွေမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကမ္ဘာသတင်း channel ကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။